မင်္ဂလာနံနက်ခင်းမှာကြည့်ရှုသူများကျမကတော့ Apollo Secondary မှာ Derivati Ramaswamy ဖြစ်ပါတယ်အခုတော့ hysterectomy လို့ခေါ်တဲ့တာအိမ်ဖေရှားခြင်းအားလုံးအကြအများဆုံးလှုပ်ဆောင်ကြတဲ့ခွဲစိတ်မှုအကြောင်းကိုဆွေးနွေးကြမယ်ပထမဦးဆုံးကျမကမျှဝေချင်တာက hysterectomy ဆိုတာကမိန်းမတစ်ယောက်ရဲ့စိတ်ထဲမှာနောက်ဆုံးရွေးချယ်စရာဖြစ်တဲ့ပါတယ်သူမရဲ့သွေးယိုပြဿနာ fibroid ပြဿနာတာအိမ်ဦး site ပြဿနာတွေကိုတာအိမ်ဖေရှားမဲ့ခါမှာအခြားရွေးချယ်စရာနည်းလမ်းအားလုံးကိုအသုံးပြုပြီးမှသာဖြစ်တင်ပါတယ်အထူးသဖြင့်အသက်40မတိုင်မီမိန်းကလေးလေးတွေဆိုရင်တာအိမ်ဖေရှားခြင်းကိုရွေးချယ်စရာတစ်ခုအနေနဲ့မစင်စားပါနဲ့တကယ်တော့အခြားနည်းလမ်းမရှိတော့တဲ့အခါမှာသာနောက်ဆုံးရွေးချယ်စရာအနေနဲ့တာအိမ်ဖေရှားခြင်းကိုစဉ်းစားသင့်ပါတယ်ဘာကြောင့်လဲဆိုတာကိုကျွန်မပြောချင်တာကမိန်းကလေးတွေအတွက်အရေးကြီးဆုံးဟော်မုန်းတွေဖြစ်တဲ့ estrogen, progesterone နဲ့ testosterone တချို့ကိုတာအိမ်ဦးတွေကထုတ်ပေးတာပါတာအိမ်ဦးတွေကမိန်းမတွေ menopause ဝင်တဲ့အချိန်မှာပဲပြတ်သွားတာပါဒါကလည်းအသက်46မှ55အထိဖြစ်နိုင်ပါတယ်ဒါပေမဲ့အသက်40မတိုင်မီတာအိမ်ကိုဖယ်ရှားလိုက်ရင်တာအိမ်ဦးတွေကပိုမြဲမြဲပြတ်သွားနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့အကြောင်းကတာအိမ်ဦးနဲ့တာအိမ်ရဲ့တွေးလန်းကြောင်းတွေဟာတချို့နေရာတွေမှာအတူတူရောနှောနေကြတာမို့တာအိမ်ကိုဖယ်ရှားလိုက်တဲ့အခါတာအိမ်ဦးရဲ့တွေးလန်းကြောင်းကိုလည်းထိခိုက်စေပါတယ်။ဒါကြောင့်တာအိမ်ဦးတွေကမိမိအချိန်မတိုင်မီပြတ်သွားနိုင်တယ်လို့ SARS တွေပါဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ကြည်နေတဲ့မိမိအားလုံးကိုတောင်းဆိုချင်တာကအသက်40မတိုင်ခင်တာအိမ်ဖယ်ရှားခြင်းကိုတကယ်မဖြစ်မနေလုပ်ရမယ့်အခြေအနေမဟုတ်ရင်မစင်စားပါနဲ့။အသက်40ကျော်သွားပြီးနောက်တောင်တာအိမ်ဖယ်ရှားခြင်းမလုပ်ခင်မှာ hysteroscopy, colposcopy, ဟော်မုန်းကူထုံးတွေလိုအခြားရွေးချယ်စရာတွေအများကြီးရှိပါတယ်။ဆရာဝန်ကတာအိမ်ဖယ်ရှားခြင်းအပြင်အခြားရွေးချယ်စရာမရှိဘူးလို့ပြောတဲ့အခါမှာပဲဒီအကြောင်းကိုနောက်ဆုံးအနေနဲ့ဒါစဉ်းစားသင့်ပါတယ်။အဲ့ဒီအချိန်မှာပဲတာအိမ်ဖယ်ရှားခြင်း hysterectomy ကိုစဉ်းစားပါ။ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့